ဟယ်လိုဈေးပြဿနာနဲ့အမျိုးသားရဲ့ဈေးသွားတိုင်းကနားကျင်တယ်ဈေးသွားရှင်ဒါပေမဲ့မသွားနိုင်ဘူးသွားပေမဲ့ထိတ်မနိုင်ဘူးဈေးကျိတ်တဲ့အမျိုးသားတွေအထိုင်များပြီးတော့မှလီရှုပ်ဝမ်းချုပ်တဲ့အမျိုးသားတွေတချို့အမျိုးသားတွေဆိုလို့ရှိရင်အိမ်ထုံတဲ့ကြာလာတဲ့အခါမှာကို့အမျိုးသမီးနဲ့အတူတူနေတဲ့အခါမှာမစွန်းဆောင်နိုင်တော့ဘူးဒီလင်တန်တွေကနာကျင်တဲ့အမျိုးသားတွေပေါ့နော်အဲ့တော့ဒီပြဿနာတွေကိုကိုကယူပြစ်တယ်လို့တပားအတွင်းပျောက်ရှင်တယ်ဆိုလို့ရှိရင်ရှားဆောင်ထော့ပါစင်းနဲ့လောက်ထားတဲ့ဒီပလေးတူယူကိုတရက်ကိုနှစ်စွန်းစားပေးပါဒီပလေးတူယူကအမျိုးသားရောအမျိုးသမီးတွေပါစားလို့ရပါတယ်ရှင်အမျိုးသားတွေကတော့ဇီးချိုက်ဇီးပြဿနာဝိုင်းရှုပ်တွေရှုပ်ပြဿနာအမျိုးသမီးတွေဆိုရင်လည်းဝိုင်းရှုပ်မီးရဲ့ယောဂနဲ့ပတ်သက်တာတွေကိုတပားအတွင်းယူပြစ်တယ်လို့မျိုးပေါ့နော်လုံးဝပျောက်ကင်းရှင်တဲ့အာမခံနဲ့ရောင်းပေးနေတဲ့ဒီပလေးတူယူကိုတရက်ကိုနှစ်စွန်းစားပြီးရင်မနေ့ပေါ့နော်မနေ့စာစားပြီးနှစ်စွန်းညစာစားပြီးနှစ်စွန်းစားပြီးယူနေပျောက်ဖို့လုံးဝအာမခံပါတယ်ရှင်မပျောက်လို့ရှိရင်ပြန်ပြီးတော့မှငွေကြေးပြန်ယူပေးပါတယ်ရှင်เนาะအဲ့လောက်ထိပလေးတူကိုအာမခံပြီးတော့မှရောင်းချပေးပါတယ်ရှင်